ဖောင်းထဲမှာသူများတွေမသိစေရှင်တဲ့ website ကိုကြည့်ရင်ဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ့် account တွေ secure ဖြစ်အောင်လုံခြုံအောင်ဆိုပြီးဖုန်းထဲက incognito ဆိုတဲ့အမောင်မုတ်ကိုပြောင်းပြီးသုံးဖူးကြတာဗျအဲ့ဒါလို့သုံးလိုက်လို့ရှိရင်ကိုပါကြည့်ကိုပါလို့ဘယ်သူမှမသိရတော့ဘူးလို့ထင်နေရင်တော့ဒီအထင်တွေအကုန်လုံးမှားယွင်းနေပါပြီဖင်းရဲ့တစ်ထဲဒါမှမဟုတ်သင်ရှိတ်ဆက်သုံးနေတဲ့ Wi-Fi ရဲ့ပိုင်ရှင်ကဒါတွေအကုန်လုံးကိုမြင်နိုင်တယ်ဆိုရင်ရောသင်ယုံမလားမင်္ဂလာပါ Ray Sharing Vlog ကနေကြိုဆိုပါရစေကျွန်တော်တို့တနေ့ကအလုပ်လုပ်ပြီးအခန်းပြန်အောင်တဲ့အချိန်ကြာမှဖုန်းလေးပေါ် internet လေးသုံးရင်းနဲ့နေရတာစိတ်အပန်းပြေစေတယ်မလားဗျတခါတလေကိုကြည့်နေတဲ့အရာတွေကိုကိုရဲ့ဘဲနာကလူတွေတငယ်ချင်းတွေအဆောင်ကလူတွေသိမှဆိုလို့ Chrome ထဲကိုဝင် incognito mode အမောင်မုတ်ကိုပြောင်းပြီးတော့မှတုံ့ဖြစ်ကြတယ်မလားဒီနေ့အဲ့ဒီအကြောင်းကိုအသေးစိတ်ရှင်းပြပေးပါမယ်ဒါကြီးကဘာတွေလုပ်ပေးနိုင်ပြီဘာတွေမလုပ်ပေးနိုင်ဘူးလဲဆိုတာလွယ်ကူပဲအတူတူလေ့လာကြည့်ကြရအောင်ပါလူများစုကဒီ incognito mode ကိုပြောင်းလိုက်တာနဲ့ကိုက internet ပေါ်မှာကိုပြောက်လူသားတယောက်လိုမျိုးကိုဘယ်သူမှမမြင်ရတော့ဘူးလို့ထင်တတ်ကြပါတယ်တကယ်တော့ဒါကဖုန်းထဲမှာပဲခဏကိုပြောက်တာပါတကယ်လက်တွဲမှာတော့ဒီလိုဟုတ်မနေပါဘူးဥပမာတစ်ခုအနေနဲ့ကြည့်ရမယ်ဆိုလို့ရှိရင်သင်ကတင်းတငယ်ချင်းတွေနေတဲ့အဆောင်စီကိုတော့တယ်သင်အဆောင်ကိုရောက်တဲ့အခါမှာတော့အဆောင်ရဲ့ ASIN စာအုပ်ထဲမှာကိုယ့်ရဲ့နာမည်ဒီဆောင်မှာဘာတွေလုပ်ခဲ့ပါလဲဆိုတဲ့အကြောင်းအရာတွေကိုရှာရဲရတယ်ဒါပေမဲ့ကျွန်တော်တို့ကဘာတွေလုပ်ခဲ့တယ်ကျွန်တော်ကဘယ်သူပါဆိုတာရှာမရဲချင်တဲ့အတွက်ကြောင့်မလို့ဟန်ဆောင်ပြီးတော့အဲ့ဒီစာအုပ်ပေါ်မှာပဲကျွန်တော်တို့စာရွက်အဖြူလေးတစ်ရွက်ထပ်ပြီးကိုယ့်ရဲ့အကြောင်းအရာတွေကိုရှာရဲလိုက်တယ်ပေါ့ဗျာဒါဆိုလို့ရှိရင်ဒါကတကယ်ပဲလုံခြုံသွားပြီလားကိုယ်အနေနဲ့ဒီအဆောင်ကိုတော့တဲ့အချိန်မှာလမ်းပေါ်ကကိုယ့်ကိုလူတွေမြင်မယ်အဆောင်ကိုရောက်တဲ့အချိန်မှာလည်းအဆောင်ထဲကလူတွေကဒီလူပဲချင်းကဝင်ထွက်တော့တယ်ဆိုတာကိုမြင်နေရတာပါဒါကိုလက်တွေ့အသုံးချလို့ရအောင်ဒါလေးပြောင်းကြည့်ပေးပါကိုအသုံးပြုနေတဲ့ဖုန်းထဲမှာ Chrome ဒါမှမဟုတ်ကိုကြိုက်တဲ့ browser တစ်ခုထဲကိုဝင်လိုက်ပြီးရင်အပေါ်နာကဒီအဆက်30လေးကိုနှိပ်ပြီးတော့မှ new incognito mode ဆိုတာလေးကို click တစ်ချက်နှိပ်လိုက်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့က incognito mode အမောင်မုတ်ထဲကိုပြောင်းလဲဝင်ရောက်သွားပြီဖြစ်ပါတယ်ဒါကိုဖွင့်ထားလို့ရှိရင်တော့ကိုယ့်ရဲ့ဖုန်းထဲမှာ history နဲ့ကိုဝင်ကြည့်ခဲ့တဲ့ website တွေစီရင်ကပေါ်နေတော့မှာမဟုတ်ပါဘူးငါ incognito mode ကိုဖွင့်ထားတာပဲ website တစ်ခုထဲကိုတော့ပြီးတော့မှဒီအလုပ်ထက်လာစားပိုကောင်းတဲ့ဝင်ငွေရတဲ့အလုပ်တွေရှာမယ်ကွာဆိုတာမျိုးဒါမှမဟုတ်ဒီလုံးနဲ့ပတ်သက်တဲ့မကောင်းတဲ့တင်းတွေချတာမျိုးဆိုလို့ရှိရင်သင်တစ်ထဲကသင်ဘာလုပ်နေတယ်လဲဆိုတာကောင်းကောင်းသိနိုင်ပါတယ်ဒါပေမဲ့ကွန်ပျူတာတို့လိုမျိုးအဆောင်တစ်ခုထဲမှာကွန်ပျူတာတစ်လုံးလေးကိုပဲထားပြီးလူတိုင်းခဏဝင်သုံးနေကြတဲ့နေရာမျိုးမှာဆိုလို့ရှိရင်တော့ incognito mode ကကိုဘာလုပ်ခဲ့တယ်လဲဘာတွေကြည့်ခဲ့တယ်လဲဘယ် website တွေကိုတောက်ခဲ့တယ်လဲဆိုတဲ့စီးရင်ကိုဖျောက်ပေးဖို့အတွက်တော့အသုံးဝင်ပါတယ် incognito mode ကဘာတွေမလုပ်ပေးနိုင်ဘူးလဲဖုန်းထဲမှာ history မကြံခဲ့ပေမဲ့ကိုတော့ရောက်လေပတ်ခဲ့တဲ့ website ကတင်လာရောက်လေပတ်တော့တယ်ဆိုတာကိုသိနိုင်ပါတယ်ဒါကိုအသေးချာနားလည်ဖို့ incognito mode ဖွင့်ထားလို့ရှိရင်ဘယ်သူတွေမြင်နိုင်တယ်လဲဆိုတာကိုပြောပြပေးပါမယ်ပထမဆုံးမြင်နိုင်တဲ့သူကတော့ internet service ပေးတဲ့ provider တွေဒါမှမဟုတ်သင်ရှိတ်ဆက်သုံးနေတဲ့ Wi-Fi ပိုင်ရှင်တွေကသင်ဘယ်နေရာတွေတော့ဘာတွေလုပ်ခဲ့တယ်လဲဆိုတာမြင်နိုင်ပါတယ်သူတို့ရဲ့စနစ်ထဲမှာ IP address နဲ့သင်ဘယ်နေရာကိုတော့ပြီးဘာတွေလုပ်ခဲ့တယ်လဲဆိုတဲ့ log တွေကျန်နေခဲ့မှာပါဒုတိယအနေနဲ့သိနိုင်တဲ့သူကတော့သင်တော့ရောက်လေပတ်လိုက်တဲ့ website ကိုယ်တိုင်ပဲဖြစ်ပါတယ်ဥပမာသင်က Facebook ကို incognito mode ဖွင့်ပြီးတော့မှ login ဝင်လိုက်တယ်ဆိုရင် Facebook ကသင် login ဝင်သွားတယ်ဆိုတာကိုသိပါတယ်လွယ်ကူရှင်းပြရမယ်ဆိုရင် incognito mode ဖွင့်ပြီးတော့မှဗီဒီယိုတစ်ပုဒ်ကြည့်လိုက်တယ်ဆိုရင်သင်ဗီဒီယိုတစ်ပုဒ်ကြည့်ခဲ့ပါသည်ဆိုတဲ့ history ကအဲ့ဒီကနေထွက်လိုက်တာနဲ့အလိုဖြတ်ပြီးသားဖြစ်သွားမှာပါဒါပေမဲ့ internet service ပေးထားတဲ့သူတွေ Wi-Fi ချိန်ထားတဲ့သူတွေစီတော့သင်ဘာလုပ်ခဲ့တယ်လဲဆိုတဲ့ history ကကျန်နေခဲ့အောင်မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ bank account password တွေအရေးကြီးတဲ့ကိုရဲကိုတာအချက်လက်တွေကို incognito mode ဖွင့်ပြီးတော့မှသုံးနေရင်တောင်မှတစုံတစ်ယောက်ကကြားကနေဖြတ်ပြီးတော့မှရယူနိုင်တဲ့တာဖြစ်လို့တတိထားဖို့လိုအပ်ပါတယ်လုပ်ငန်းခွင်မှာပေးတဲ့ Wi-Fi တွေအခမဲ့ရတဲ့အများသုံး Wi-Fi တွေကိုသုံးတဲ့အခါမှာသူများတွေမသိစေချင်တဲ့အကြောင်းအရာကို incognito mode ဖွင့်ပြီးရင်တောင်မှမသုံးပါနဲ့အကောင်းဆုံးကတော့ကိုယ့်ရဲ့ mobile data ကိုဖွင့်ပြီးတော့မှသုံးတာကစိတ်ချရဆုံးဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေမောင်တယောက်လို့ဆိုပါစို့ဗျာသူကရုံးမှာအလုပ်လုပ်တယ်
သူကရုံးကအားတဲ့အချိန်ဒါမဟုတ်သူပြင်းတဲ့အချိန်တွေဆိုလို့ရှိရင်ရုံးက Wi-Fi ကိုတုံးပြီးတော့မှသူရုပ်ရှင်တွေကြည့်တယ် game တွေဆော်တယ်ဒါပေမဲ့သူက incognito mode ကိုဖွင့်ထားတာမို့လို့သူက history မကြံခဲ့ဘူးဆိုပြီးတော့စိတ်ချလက်ချနေတာပေါ့ဒါပေမဲ့နောက်တစ်နေ့လဲရောက်ရော manager ကသူ့ကိုခေါ်ပြီးတော့စူပါလေရောမင်းအလုပ်ချိန်မှာရုပ်ရှင်တွေကြည့်နေတယ်ဖုန်းတွေဆော့နေတယ် game တွေဆော့နေတယ်ဆိုပြီးတတိပေးခံရတာပေါ့ဒါကြောင့်မို့လို့တတိထားဖို့အတွက်ဒီအကြောင်းအရာကိုပြောပြပေးတာဖြစ်ပါတယ်တကယ်တော့ incognito mode ဆိုတာကျွန်တော်တို့ကိုအကုန်လုံးဖျောက်ပေးနိုင်တယ် magic ဆန်တဲ့အရာတစ်ခုတော့မဟုတ်ပါဘူးသူများဖုန်းကိုခဏငါသုံးတဲ့အချိန်မှာဒါမှမဟုတ်သူများကွန်ပျူတာနဲ့ခဏသုံးတဲ့အချိန်မှာကိုသုံးခဲ့တဲ့ history တွေမကြံခဲ့စေဖို့ခဏဖျောက်ပေးနိုင်တဲ့အရာသာဖြစ်ပါတယ်ဒီနေ့အတွက်လက်ဆောင်လေးတစ်ခုပေးရှင်ပါတယ်ဒါကတော့ပထမဆုံးအနေနဲ့ Chrome ဒါမှမဟုတ်ကိုကြိုက်နေတဲ့ browser တစ်ခုစီကိုသွားပါပြီးလို့ရှိရင်အပေါ်ကအဆက်30ကိုနေ setting ဆိုတဲ့နေရာကိုသွားအဲ့ဒီကိုရောက်တဲ့အချိန်ကြာလို့ရှိရင် privacy and security ဆိုတာကို click တစ်ချက်နဲ့ပြီးလို့ရှိရင်အောက်မှာ delete browsing data ဆိုတာအထက်ကိုသွားပြီးတော့မှall time ဆိုတဲ့အကောင်ကိုအမှန်ချပေးပြီးအကုန်လုံးကို delete လုပ်လိုက်ပါဒါကိုတစ်ပတ်တစ်ချိန်လောက်အနေဆုံးလုပ်ပေးဖို့လိုအပ်ပါတယ်ဒါကိုလုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ comment ထဲမှာလုပ်ပြီးပါပြီဆိုပြီးတော့မှ comment ပေးခဲ့ပေးပါ internet ကိုတကယ်ဘယ်ကင်းလုံခြုံအောင်ဘယ်လိုသုံးရမလဲဥပမာ VPN သုံးနည်းလိုဟာမျိုးတွေကိုပို့ပြီးတော့မှမျှဝေပေးစေရှင်တယ်ဆိုလို့ရှိရင်တော့ comment မှာထပ်သိရှင်ပါတယ်လို့ရေးခဲ့ပေးပါကျွန်တော်သိရှင်တဲ့လူတွေများလို့ရှိရင်တော့ video file အသစ်ထပ်လုပ်ပေးပါမယ်